ကြာခဏမူးမိုက်ပြီးအားနေနေဆေးရုံသွားဖို့မလိုသေးဘူးဒီအနီရောင်ကြီးကတင့်အတွက်ပါကျွန်တော်ကသွေးအားနေသူတွေအတွက်မြေကြီးထဲကနေပေါ်လာတဲ့တဘာဝသွေးလူရှင်ပါမနေ့အိယာထားတိုင်းခေါင်းတွေမူးပြီးလန်ဆန်းမှုမရှိဘူးဆိုတာတင့်ခန္ဓာကိုယ်မှာအောက်ဆီဂျင်ပြတ်လက်နေလို့ပါကျွန်တော်ရဲ့ဒီ net shine နဲ့သွေးအောင်အဆင်းကတင့်ကိုအသက်ပြန်သိပ္ပံနေကြပြောရရင်ကျွန်တော်ကိုယ်ထဲမှာ nitrate လို့ခေါ်တဲ့အလွန်အစွမ်းထက်တဲ့ jet စင်အမြောက်အများပါဝင်ပါတယ်တကတင့်သွေးကြောတွေအတွက်မျက်လက်စရာပါပဲကျွန်တော်ကိုကြိတ်ချပြီးဖြော်ရည်ဖြစ်တောက်လိုက်တဲ့အခါအဲ့ဒီ nitrate တွေကတင့်ခန္ဓာကိုယ်ထဲမှာ nitric oxide ဖြတ်ရုပ်တရက်ပြောင်းလဲသွားပါတယ်အဲ့ဒီအောက်ဆိုဓာတ်ငွေလေးတွေကကျင်းမြောင်းနေတဲ့သွေးကြောလေးတွေကိုနူးညံ့စွာနှိပ်နယ်ပြီးဖြည်းဖြည်းချင်းတွန်းဖွင့်ပေးလိုက်လို့လမ်းကြောင်းတွေချက်ချင်းပွင့်ထွက်သွားပါတော့တယ်သွေးကြောတွေကျဲလာတာနဲ့အမျှအောက်ဆီဂျင်နဲ့အာဟာရတွေကခန္ဓာကိုယ်အနှံ့ကိုရေစီးသလိုစီးဆင်းသွားပြီးမူးမိုက်တာတွေချက်ချင်းပျောက်ကင်းသွားစေမှာပါအကောင်းဆုံးအာနိသင်ရချင်တော့မနေ့လေ့ကျင့်ခန်းမလုပ်ခင်ဒါမှမဟုတ်အလုံးမစခင်နိုင်ဝက်အလိုမှာကျွန်တော်လက်လက်ဆက်ဆက်အရင်ညစ်တောက်ပေးပါအမောခံနိုင်ပြီးတစ်နေ့လုံးလန်းဆန်းချင်ရင်ကျွန်တော်ကိုတတိယပါတင်းရဲ့သွေးလည်ပတ်မှုကိုကျွန်တော်အပြည့်အဝတာဝန်ယူပါတယ်